ငါဒီလောက်ကောင်းပေးခဲ့တာတောင်ငါပေါ်ကိုလူတွေကပေါ့ပြက်ပြက်နိုင်လွန်းတယ်တန်မိုးမထားဘူးလို့တွေးခဲ့ဘူးလားတွေးဘူးပါတယ်ဘာကြောင့်လဲဆိုရင်ဒီအချက်တွေကြောင့်ပါပဲပထမတစ်အချက်တိခံလွန်းတယ်တိခံတတ်တဲ့အချက်နံပါတ်2အချက်ဘာပဲဖြစ်နေကိုယ့်ဘော်ကိုမာယွန်းတဲ့လူတွေကိုခွင့်လွတ်ပေးတယ်နံပါတ်3အချက်စိတ်ဆိုးတဲ့အခါမှာရှူရှူထိုင်းတဲ့စိတ်ဆိုးလွယ်သလောက်စိတ်ဆိုးပြေရတာလဲလွယ်တတ်တဲ့အတွက်ကြောင့်လူတွေကကိုယ့်ဘော်ကိုပေါ်ပြက်ပြက်နိုင်လွန်းကြတယ်တခါတလေခင်ခင်မင်မင်နဲ့ကိုသွေးရင်သားရင်လို့ရောရောနော်နော်လေးပေါင်းပေးခဲ့ပြန်တော့လဲလူဘောကြီးလို့အထင်ခံရပြန်တယ်နောက်တစ်ချက်ကဘာလဲဆိုရင်သဘောကောင်းတယ်တနာလဲတနာတတ်တယ်တနာအောင်များပြောလိုက်တယ်ဆိုလို့ရှိရင်မျက်ရည်ဝဲလောက်တဲ့အထိအယုံလွယ်ပြန်တယ်အဲ့ဒီအချက်ကြောင့်ပဲလူတွေကကိုယ့်ပေါ်ဆိုရင်မယိုးမသားအမြဲတမ်းကလိန်ကကြစ်လောက်ကြပြန်တယ်အဲ့ဒီတနာတတ်တဲ့စိတ်နောက်တစ်ခုကတော့ကိုကလောကဓာတ်နေနဲ့တွေးကြုံခဲ့ရတဲ့အတွက်ကြောင့်ငါလိုပဲနေမှာပဲကိုကရရှိခဲ့တဲ့ဒုက္ခတွေတောကတွေဖြစ်ဖူးခဲ့တဲ့အတွက်ကြောင့်ငါလိုပဲခံစားနေရမှာပဲဆိုတဲ့ကိုချင်းစာစိတ်ထားပြီးတော့ကိုညီစောင့်ရှောက်ပေးလိုက်တဲ့အခါကိုချမ်းနေသွားကြပြန်တယ်နောက်ဆုံးတစ်ချက်ကတော့စိတ်ကောင်းရှိတာအဲ့ဒီအချက်တွေကြောင့်ပဲလူတွေကကိုယ့်ဘော်ဆိုရင်ပေါ်ပြက်ပြက်နဲ့အလေးမထားတော့တာဘာကြောင့်လဲကိုကမားနေတာလားဆိုတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်စီကနေတန်ဖိုးရှိတဲ့အရာတွေကိုသူတို့ကအလကားရနေတော့တန်ဖိုးမရှိဘူးလို့ထင်တာအဲ့ဒီလူတွေရှိမှလဲဘယ်တော့မှအစင်တန်းမြင့်တဲ့စိတ်ဆိုတာရှိမှာမဟုတ်ပါဘူးတခါတလေကြတော့လဲငါတလောက်စိတ်ကောင်းရှိတာတော့ငါပေါ်မကောင်းကြဘူးဆိုပြီးတော့ဒီကိုချင်းစာစိတ်တွေဒီစိတ်ကောင်းနှလုံးကောင်းတွေကိုတောင်မှမြောင်းတဲ့ကိုလွတ်ပစ်ချင်လောက်တဲ့အတွေးမျိုးတွေကိုတွေးမိဘူးပြန်တယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့တရားတော်နဲ့တွားကြည့်လိုက်တဲ့အခါကျတော့လဲဒီလူကိုကတန်ဖိုးထားပေးလိုက်လို့ဒီလူစီကနေကိုတန်ဖိုးထားမှုပြန်ရခြင်းမှရမှာတခြားအရာကနေပြန်လာလိမ့်မယ်ဒီလူကိုမေတ္တာပေးလို့လဲဒီလူစီကနေမေတ္တာပြန်ရလိမ့်မယ်လို့မြတ်စွာဘုရားကမပြောထားဘူးတခြားနေရာကနေပြီးတော့မေတ္တာတွေပြန်လာလိမ့်မယ်ကိုမေတ္တာတွေကဖြူစင်နေပါစေလို့ပဲပြောခဲ့တာဒါကြောင့်မို့ကိုမျောလင့်ထားတဲ့အ